အားလုံးပဲမင်းစားကြမယ်ခင်ဗျကျွန်တော်တော့ဖာနေတော့မရရတာလည်းကြာပြီပေါ့ဗျာလိုင်းမမီတဲ့နေရာလေးရောက်လိုက်ဟိုဟာလေးရောက်လိုက်ဒီဟာလေးရောက်လိုက်နေဆိုအလုပ်တွေအလုပ်နေတော့အခုမှတခါပြန်စားပြရတာပါလို့ကျေးဇူးအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းမှာကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်တာဖာနေတော့အားလည်းအားပေးပါအောင်ဒီနေ့ကတော့ကျွန်တော်ကြက်ငါးသီးလေးကြော်တာကြက်ငါးသီးကြော်တာကြက်ငါးသီးကအိမ်ကအပင်ကပဲစိုက်ထားတယ်ပြီးနေတာရှယ်နေရတာဘုံညွန့်ကျွန်တော်အိမ်ကစိုက်ထားတဲ့ဟာတွေကြီးဝယ်စားတာကုန်းပါအဲ့တော့ပေါင်းပြဘုံညွန့်ပြုတ်လေးကော这哪怎么好？好。စိန်ကစားပြတဲ့လူတွေအဲ့တော့ကျန်တာကြီးကျွန်တော်စိုက်တာဟုတ်တယ်ဗျာမကဟောက်သူတို့ဟာ